ကမ္ဘာအကောင်ဆုံးဘောလုံးသမားတွေဘယ်လိုဖုန်းမျိုးသုံးကြတယ်လဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်မက်ဆီဆိုရင်သူ့အတွက်တီးတန့်ထုတ်ထားတဲ့ရွှေရောင် iPhone ကိုသုံးတယ်လို့အာဂျင်တီးနားအသင်းကမ္ဘာဖလားရတုန်းကလည်းအသင်းဖော်တယောက်ချင်းစီကိုအမှတ်တရအနေနဲ့ရွှေဖုန်းတစ်လုံးစီလက်ဆောင်ပေးခဲ့ပါသေးတယ်ခရစ္စတီယာနိုရိုနယ်ဒိုကတော့ရိုးရိုး iPhone ကိုပဲသုံးတာပါဒါပေမဲ့လူတွေကိုအံ့ဩစေတာကသူ့ရဲ့ဖုန်းထက်သူသုံးတဲ့နှစ်ချက်ပါနာမည်ကျော်တော်များများက Apple တွေသုံးကြပေမဲ့ရိုနယ်ဒိုကတော့ကျိုးနာချက်ကိုပဲဆွဆွမြဲမြဲသုံးပါတယ်သူ့အဆိုအရတော့ကျိုးနာချက်ကသုံးရတာပိုအဆင်ပြေတယ်လို့ပို့ပြီးတော့လည်းစိတ်ချရလို့ပါတယ်ကိုရီးယားမင်းသားဆောင်းဟုံးမှာလည်းထူးဆူးတဲ့အဖြစ်အပျက်တစ်ခုရှိခဲ့ပူပါတယ်တခါကပရိသတ်တယောက်ကသူ့ကိုတပ်ပုံတွဲရိုက်ဖို့ဖုန်းပေးပေမဲ့သူကကင်ဖို့ညှင်းဆိုခဲ့ပါတယ်အကြောင်းရင်းကတော့သူဟာဆန်ဆောင်နဲ့စာချုပ်ချုပ်ထားတာကြောင့် iPhone အပါအဝင် Apple ပစ္စည်းတွေကိုလူသိရှင်ကြားသုံးခွင့်မရှိလို့ပါဒါဟာစာချုပ်စည်းကမ်းကိုလိုက်နာတာဖြစ်တယ်လို့ဒဏ်ကြေးပေးရတာမျိုးနဲ့အထင်အမြင်လွဲမှားမှုတွေကိုရှောင်လွှဲဖို့အတွက်လည်းဖြစ်ပါတယ်ဘောလုံးလောကမှာစိတ်မကောင်းစရာရောကြီးနူးစရာပါကောင်းတဲ့ဖြစ်ရပ်လေးတွေလည်းရှိပါသေးတယ်ကလေးငယ်တယောက်ဟာဂိုးပေါက်အလုံးမှာတောင်ဘောလုံးကိုကိုယ်ထဲဝင်အောင်မကန်နိုင်ခဲ့ပဲဒုတိယကြိမ်စူးစမ်းတာတောင်တိုင်ထိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာလူတယောက်ကဘောလုံးကိုဂိုးပေါက်ရှိအထိတွားချပေးခဲ့လို့ကလေးငယ်ဟာဂိုးသွင်းနိုင်ခဲ့ပါတယ်ဒါအပြင်မတန်ဆွမ်းကလေးငယ်တယောက်ကိုလည်းဘောလုံးကွင်းထဲဆင်းခွင့်ပေးပြီးဂိုးသွင်းရတဲ့ခံစားချက်ကိုကိုယ်တိုင်တွေ့ကြုံခံစားစေခဲ့တယ်လို့တွက်မီလို့အမိရတဲ့ကောင်းလေးတယောက်ဆိုရင်လည်းသူ့အကြိုက်ဆုံးကလပ်အသင်းကကွင်းထဲမှာကစားကွင်းနဲ့ဂိုးသွင်းခွင့်ပေးခဲ့ပါတယ်သူဂိုးသွင်းပြီးပျော်ရွှင်စွာအောင်ပွဲခံနေတာကိုကြည်ကျင်အပြင်ကြည့်ရှုသူတိုင်းရဲ့ရင်ထဲကိုပီတိဖြစ်ရပါတယ်တင်ရောခံစားမိပါသလား